အားလုံးပဲမင်္ဂလာပါအခုလိုမြန်မာပြည်မှာကြောက်နေတဲ့ငလျင်ဖေးအတွက်ဆက်ဆိုထားတဲ့ကူညီကြပါဆိုတဲ့တခြင်းလေးနဲ့ဖြော်ပြပေးကြပါတယ်ဒီရေးစရာမြန်မာစာကိုရှန်ထွန်းရဲ့တခြင်းလေးဖြစ်ပါတယ်ခင်ဗျနားဆင်ကြပါဒုက္ခတောကဟူသည်များအတူမျှဝေခံစားနေဝိမယဝိကွာအနေကင်းမာစီမြတ်တာပေးဒုက္ခဘေးများကင်းဝေးပါစေအားလုံးပဲငလျင်ဘေးအတွက်အတူများရဲ့ပါဝင်ချုပ်ကြပါဦးအမြင်တရေရေတော့တို့မြမလူမျိုးကြုံရရင်မကြုံရရင်ဘုံဘဝမှာတူမြောင်ပြီးအတူခံစားကကိုကြီးရမယ်လေရှိကမရှိရအတိမမထားကနှလုံးသားကြီးထပ်ပြီးပြပါနိုင်သမျှစွမ်းသမျှဝိုင်းဝန်းညာလို့ကိုကြီးမယ်လေယခုရတဲ့တွေမလားပါချီလူအသက်တွေရသမျှကြည်ကြမလဲမြမရီနှလုံးသားဘဘာရတိတာရကရှိပကတနာမပါဒါနာလူပါလေပေးပါသူညီကတချို့ကျော်ဟိုတစ်လုံးနေတုံလုံး၆ချာလူတများဘေးကင်းပါစေတစ်ချက်ကလေးများမတွမဲအသက်ဘေးကလွတ်လေဘဝရီကြည်မွားဘာနေရမလဲဘယ်လိုစားရမလဲဘလို့ရှိစရမယ်လက်ရောက်သူများတနာရအခြေဓာတို့တွေဓာတို့မိသားစုတွေရှိရမရှိရအသိမှမထားကနှလုံးသားကြီးထပ်တူပြပါနိုင်ငံများအစွမ်းများဝိုင်းဝန်းများလို့ကူညီမယ်လေရတဲ့တွေမလားပါချေလူအသက်တွေရ